မင်္ဂလာပါရှင်ဒီနေ့ကတော့ထောက်ပတ်သမင်းနဲ့ချက်ကင်စားပြမှာဖြစ်ပါတယ်ရှင်ထောက်ပတ်သမင်းနဲ့ချက်ကင်ဒီနေ့တော့ပြီးအောင်စားပြမလို့ပြီးတော့ဘေးချင်းကိုရိုင်းလုပ်ထားတဲ့ဘေးချင်းလေးနဲ့ချောကလက်နဲ့ချောကလက်ပေါ်ရင်နဲ့ကျစပြည့်ရင်ကျလည်းပင်ယူစပြည့်ကျလည်းပင်ယူကကောလာဂျင်တက်များတယ်ဆိုတော့ကျလည်းပင်ယူစပြည့်ချက်ချောင်းမှာကောလာဂျင်ပုံများတယ်ဒါပေမဲ့ချက်ချောင်းမရှိဘူးကျလည်းပင်ယူနဲ့ပဲပြုတ်ထားတယ်ကျလည်းပင်ယူနဲ့စပြည့်ရည်နဲ့ချောကလက်ကကျတော့ညံကောင်းနေဆိုတော့ညံကလည်းကောင်းချင်လို့ရစားပြမှာဖြစ်ပါတယ်ရှင်ငရုတ်တီးကကြိုက်လို့ငရုတ်တီးအများကြီးထည့်တာဘေးချက်အရင်ကြိုက်ချက်လည်းပင်ယူတဲ့ချက်ချထားကိုလည်းပိုကြိုက်တယ်ချက်ချထားကိုလည်းကောလာဂျင်ဓာတ်ပိုများတယ်လည်းပင်ချက်ချထားကိုကောလာဂျင်ဓာတ်ပိုများတယ်တက်တာနဲ့အမဲသားကောလာဂျင်ဓာတ်ပိုရှိတယ်ဒါမှလည်းပင်မရှိတဲ့ချက်ချထားမရှိလို့ချက်ထားမရှိတော့လည်းပင်မပြုတ်လိုက်အလားလေးပြတ်ကုန်ပြီပြတ်မှာပဲစားရမှာကောင်းပါငါအယူလည်းကောလာဂျင်လည်းငါအယူစားတယ်ဆိုတော့ငါကောလာဂျင်တက်ရှိဒီမှာတော့ငါအယူလည်းကြိုက်ဒါဝါစားပြဘေးကနေရန်ကောင်းနာပေးချင်စားလို့စားလိုက်ရတာရှင်မဖာ这是我也不我没见过